ကမ္မထာထိုင်တော့မယ်ဆိုတဲ့အခါမှာနံပါတ်1ကာယိကဝိရိယဆိုတာကာယိကဝိရိယဆိုတာခန္ဓာကိုယ်ကအာတင်ပြီးတော့မမတ်ထိုင်တာစမ်းစမ်းနေတာအဲ့ဒါကာယိကဝိရိယလို့ခေါ်တယ်နောက်တစ်ခုကစေတသိကဝိရိယစိတ်ကအာတင်မှုရှိရမယ်အဲ့ဒီနှစ်ခုဟာညီညွတ်နေရမယ်ကာယိကဝိရိယခန္ဓာကိုယ်လုံလဝိရိယနဲ့ထိန်းထားတယ်ခါဆန့်လေဆန့်မမတ်ထိုင်နောက်တစ်ခါစိတ်ကလည်းပဲလန်းဆန်းနေအောင်ရောကြမသွားအောင်အိတ်ချစိတ်တွေမဝင်အောင်စိတ်ကိုလည်းပဲကြိုးစားမှတ်မယ်ဆိုတဲ့စိတ်ကိုထားအထူးသဖြင့်အာနာပါနလုပ်ပြီးဆိုတဲ့အခါမှာတော့တင်မလင်ခွေမမတ်နေဆိုတဲ့အတိုင်းမြတ်စွာဘုရားဟောတဲ့အတိုင်းပဲဥစုံကာယံပဏိဒါယခါထက်ကိုဆန်းစမ်းထားမယ်ဒါထိုင်ကြတဲ့ကကိုတိတိကုန်းတုံတုံထိုင်လို့ရှိရင်နောက်ကျောမှာအယိုးဆက်တွေရှိတယ်အဲ့ဒီအယိုးဆက်တွေကဖြောင်းမြောက်မထားဘူးဆိုလို့ရှိရင်အယိုးဆုံးလေးတွေကတစ်ခုနဲ့တစ်ခုဖိထားသလိုဖြစ်ပြီးတော့ခါအောင်နာတို့ကြောအောင်နာတို့ဒီလိုယောဂတွေဖြစ်လာတယ်ဒါကြောင့်မလို့အဲ့ဒီလိုယောဂမဖြစ်အောင်ထိုင်နေဟာခါကိုမမတ်ထားခေါင်းလည်းမမတ်ထားမယ်ဖြောင်းနေအောင်ဂိစိုက်ပြီး keeping upright position ဟာခန္ဓာကိုယ်ကိုမမတ်ကလေးနေနေအောင်ဒါလေ့ကျင့်ရပြီးတော့လေထိုင်တဲ့အချိန်မှာကာယကဝိရိယယော့သွားလို့ရှိရင်ကုန်းလာတာတို့ခန္ဓာကိုယ်မမတ်နေထားနေပြီးတော့တက်တာသလိုခါကုန်းသွားတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်ကာယကဝိရိယရှိရမယ်စေတသိကဝိရိယစိတ်ကိုလန်းဆန်းနေအောင်ကမ္မထာအာယုံပေါ်မှာစိတ်ကိုရောက်နေအောင်ထားဖို့လိုတယ်ပေါ့ဒါအရေးကြီးတဲ့ဟာတစ်ခုနောက်တစ်ခုကလမ်းကိုရွေးချယ်ရမယ်ကိုသွားမဲ့လမ်းကိုကိုရွေးချယ်ရမယ်သမထသမာဓိရဖို့ရတဲ့စိတ်ကိုစုစည်းတာလားတော့မဟုတ်ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသိအောင်ကြိုးစားတာလားလို့နှစ်ခုရှိတယ်စိတ်ကိုစုစည်းတာတက်ဆိုရင်သမထလို့ခေါ်တယ်သမထကတော့စိတ်လေးမလွင့်ရုံနေပဲထွက်လေဝင်လေမမှန်လေးရှူရှိုက်နေတဲ့အချိန်လေးမှာလေလေးထိသွားတဲ့နေရာလေးကိုစိတ်ကိုစိုက်ထားလေထိတဲ့နေရာကလွယ်ပြီးတော့တခြားနေရာကိုအာယုံမပြုတ်အောင်အဲ့ဒါလဲစိတ်တင်းထားအောင်စိတ်ကတင်းနေဆိုတာထိအောင်ကြိုးစားမယ်သိအောင်ကြိုးစားမယ်လေကိုပြင်းပြင်းကြီးရှူဖို့မလိုတချို့ဒီဗမာပြည်မှာပဲကမ္မထာရိပ်သာတွေမှာညွှန်ကြားမှုတွေရှိတယ်လေပြင်းပြင်းရှူတဲ့နည်းလည်းရှိတယ်မြတ်စွာဘုရားကတော့လေကိုပြင်းပြင်းရှူဖို့လို့ညွှန်ကြားတာမရှိဘူးသို့တော့ကိုယ့်ပုဂ္ဂိုလ်ရဲ့လိုအပ်ချက်အရာလုံးထားတော့အပြစ်ပြောစရာတော့မရှိဘူးလေပြင်းပြင်းရှူပါတမာရီရတယ်ဆိုတဲ့ပုဂ္ဂိုလ်တော့ရှူဖို့ပြင်းပြင်းသို့တော့လေပြင်းပြင်းရှူရင်ကနေပြီးတော့လူဟာမောပန်းသွားတာမျိုးတော့မဖြစ်စေသင့်ဘူးအဲ့ဒီမောပန်းသွားတာကိုတမာရီရတယ်လို့တချို့လည်းထင်သွားတတ်တယ်နော်လူရဲ့ရုပ်ခန္ဓာကိုပင်ပန်းသွားတာပင်ပန်းသွားတဲ့အခါကျစိတ်ကငြိမ်သွားတာအဲ့ရင်လည်းစိတ်ငြိမ်တာပဲလေအိပ်ပျော်သွားလို့စိတ်ငြိမ်တာနဲ့တမာရီရလို့စိတ်ငြိမ်တာမတူဘူးအဲ့ဒါလည်းကိုယ်ကိုယ်ပြပြသိဖို့လိုတယ်အဲ့တော့မြတ်စွာဘုရားရဲ့ညွှန်ကြားချက်အတိုင်းဆိုတတောဝအတ္တတတိတတောဝပတ္တတတိတတိထားပြီးရှုပါရှုသွဲမှာတတိထားပြီးတော့လေကိုရှုရှိုက်ထုတ်ပါအဲ့ဒါလို့ရှုသွင်းရှိုက်ထုတ်တဲ့အခါမှာလေနောက်ကိုမလိုက်ဖဲနဲ့နာသီးပြားလေးမှာလေလာတိုးထိတဲ့နေရာလေးကိုသိနေအောင်စိတ်ကိုထားပါထိတဲ့နေရာဟာတယောက်နဲ့တယောက်မတူနိုင်ပါဘူးတချို့ကနှာခေါင်းဝတ်ဒီမှာထိတာရှိတယ်
တချို့ကြတော့နှာခေါင်းရှည်တဲ့လူတွေကြတော့နှာခေါင်းထိပ်ဖြာလေးပါတိတာလည်းရှိတယ်မျိုးစုံပဲဘယ်နေရာထိဘယ်နေရာတိတဲ့နေရာလေးထိတဲ့နေရာနဲ့တိတဲ့နေရာလေးအဲ့ဒါလေးကိုအာရုံစိုက်ပြီးတော့စင်ဆက်မပြတ်သိနေအောင်ကြိုးစားအထောက်မှုစေတသိကဝိရိယလို့ခေါ်တယ်တတိနဲ့တမာတိနှစ်ခုပေါင်းစပ်ပြီးတော့အလုပ်လုပ်တာတတိကဒီလေးကိုထိတဲ့နေရာလေးကိုအမှတ်ရနေဖို့တမာတိကစိတ်အလုံးကိုအဲ့ဒီနေရာမှာစုပေးတာတမာတိကစုပေးတဲ့အလုပ်တတိကအမှတ်ရတဲ့အလုပ်နှစ်ခုပေါင်းလုပ်ကြတာအဲ့တော့တတိလည်းရှိရမယ်တမာတိလည်းရှိရမယ်အဲ့ဒါကိုပဲအဓိကထားပြီးကူးဆိုင်ပြီးတော့မှတ်နေဖို့လိုတယ်မှတ်ရင်နဲ့ဒီကိုမှတ်နေတဲ့စိတ်ရဲ့အာယုံဟာပြောင်းလဲမှုတွေဖြစ်လာတတ်တယ်ပေါ့ပြောင်းလဲမှုတွေဖြစ်လာတယ်ဒါလည်းလူတယောက်ရဲ့စိတ်နေသဘောထားအရပြောင်းလဲမှုတွေဖြစ်တယ်တယောက်နဲ့တယောက်မတူဘူးနာသီးပြားကထိနေတာလေးကိုကြည့်ရင်ကနေပြီတချို့ကြတော့လေးကသူ့ဘောလုံးလေးလိုလဲနေတာမျိုးလဲစိတ်ထဲမှာထင်အောင်မြင်အောင်ဖြစ်လာတယ်စိတ်ငြိမ်သွားလို့ရှိတချို့ကြတော့ဆေးလေးတောက်ပြီးတော့ထုတ်လိုက်တဲ့အခါမှာမိကိုယ်တန်းလေးထွက်လာတယ်လို့ရှူရှိုက်နေတာဒီပဲလေမိကိုယ်တန်းလေးလို့စိတ်ထဲမှာလည်းထင်အောင်မြင်အောင်ဖြစ်လာတာလေးရှိတတ်တယ်တချို့ကြတော့ပရိလုံးလေးတွေလို့ရှူသွင်းရှိုက်ထုတ်လိုက်တဲ့လေလေးတွေဟာအလုံးလေးတွေဖြစ်ပြီးတော့ကိုယ်စိတ်ထဲမှာထင်မြင်လာတာအဲ့ဒါကိုအာယုန်နမိတ်လို့ခေါ်တယ်အဲ့လိုထင်မြင်လာတဲ့အခါမှာအတော်တန်လေးစိတ်လေးငြိမ်လာတဲ့သဘောဖြစ်လို့ဆက်ပြီးတော့ကြိုးစိုက်ပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပြီးဆက်မှတ်ဖို့လိုတယ်ဒါကသမထကျင့်စဉ်ကိုယ့်ရဲ့စွမ်းဆောင်မှုနဲ့အတိတ်ကအလေးချင်းဆိုတဲ့ experience တွေရှိလာမယ်ဆိုရင်ပါရမီပေါ့လေရှိလာမယ်ဆိုရင်အဲ့ဒါဇံရသည့်ထီအောင်ဖြစ်သွားတယ်အဲ့ဒီအာယုနမိတ်လေးပေါ်မှာဆက်လုပ်လို့ရှိရင်ထွက်လေဝင်လေနဲ့ဇံဆိုတာကောင်းရင်ပြန်တာကိုပြောတာမဟုတ်ဘူးဒီအာယုလေးပေါ်မှာစိတ်ဟာငြိမ်သွားပြီးတော့အာယုလေးကလွဲပြီးတခြားအာယုကိုမသိတော့တဲ့အနေထားကြာရှည်စွာထိုင်ဘယ်နှနာရီထိုင်ဒီအာယုလေးနဲ့သူဟာအမြဲစဉ်းစားမပြတ်နေတော့ကျန်တာတွေအလုံးမေ့သွားတယ်ခန္ဓာကိုယ်မှာရှိတဲ့ညောင်းတာညာတာဘာတစ်ခုမှမရှိတော့ပဲနဲ့အလုံးစိတ်လေးကအေးချမ်းပြီးတော့ပိဋိဒုက္ခဆိုတာနှစ်ခုထင်ရှားပြီးတမာရီစွမ်းအားနဲ့အာယုံလေးကိုတွေးနေတာနဲ့အာယုံလေးပေါ်မှာစိတ်ကတိနေတာရဲ့ကျင့်နဲ့နေတာရဲ့စိတ်ချမ်းသာနေတာရဲ့အဲ့ဒါလေးနဲ့ခန္ဓာကိုယ်ရဲ့နာရကျင်နာကြိုက်တာခဲတာညောင်းတာညတာတွေဘာတစ်ခုမှမသိပဲနဲ့ဆက်သွားနေနိုင်တာကိုအဲ့ဒါပထမအနေနဲ့ဆံလို့ပြောတာအဲ့ဒီတမာရီစွမ်းအားကောင်းလာလို့ရှင်ဒီလိုပထမဆံမျိုးစတင်ရရှိတတ်တယ်ပေါ့သို့တော့ရရှိလာတဲ့အခြေအနေတစ်ခုဟာအပ္ပတမနုနယ်သည့်အတွက်ကြောင့်ပြက်လွယ်တယ်ခဏလေးနဲ့ပြက်သွားဆုံးရှုံးသွားနိုင်တယ်အများကြီးဆုံးရှုံးသွားနိုင်လို့ထိမ့်သိမ်းဆောက်ရှောက်မှုကသိအရေးကြီးတယ်လို့ဆိုမထိမ့်သိမ်းနိုင်လို့ရှင်ပြက်သွားတယ်ဒါလေးကိုကျေနပ်ပြီးတော့ကိုယ်စိတ်ထဲမှာတမက်တဖို့လို့ထင်ပြီးသွားရင်ဒါလမ်းလွဲသွားပြန်ပြက်ထွက်သွားတယ်နောက်ထပ်ရကြမှာရအဲ့လိုမဖြစ်အောင်တတိဆောင်ပြီးတော့တမာရိယအောင်ကြိုးစားပြီးအာထုတ်တာဒါသမထလို့ခေါ်တယ်အဲ့တော့သမထအာမထုတ်တော့ဘူးသမထဆိုတာငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေကြာရှည်စွာထိုင်နေတဲ့ပုဂ္ဂိုလ်တွေကတော့သမထလုပ်တဲ့တယ်အသက်အရွယ်ကြီးလာတဲ့ပုဂ္ဂိုလ်တွေကခန္ဓာကိုယ်ရဲ့အင်အားတွေရောကျလာပြီးကြာရှည်မထိုင်နိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာသမထလုပ်ရင်အောင်မြင်မှုရခက်ခဲလိမ့်မယ်အဝိဓမ္မပါရမီရင့်တန်လာတဲ့ပုဂ္ဂိုလ်မျိုးသားဖြစ်နိုင်တယ်အသက်ကြီးပြီဆိုရင်ရုပ်လျောမှုကတော့ရှိလာတာအဲဒါကြောင့်သက်ကြီးလာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေငယ်ရွယ်သူပဲဖြစ်စေငယ်ရွယ်သူကသမထကိုလုပ်လို့ရမယ်ကြီးလာပြီဆိုလို့ရှိရင်တော့ဝိပဿနာလမ်းကြောင်းဘက်ကိုရွေးရမှာဖြစ်တယ်အဲ့တော့ဝိပဿနာလမ်းကြောင်းဆိုတာသမထနဲ့မတူတာဝိပဿနာလမ်းကြောင်းက
စိတ်ထဲမှာပေါ်လာတဲ့အာယုန်ဒီပေါ်မှာဆင်ញင်သုံးသပ်နိုင်မှုကိုဝိပဿနာလို့ခေါ်တယ်သမထအခြေခံပြီးတော့ဝိပဿနာလုပ်မယ်ခုနကအာနာပါနလေးဝိပဿနာတိုက်ရိုက်လုပ်ချင်ပါတယ်သမထဘက်ကိုမသွားပဲနဲ့ဝိပဿနာလုပ်ချင်ပါတယ်ဆိုလို့ရှိရင်ဘယ်လိုအခြေတည်ရမလဲခုနလိုပဲထိုင်ပြီးတော့ထွက်လေဝင်လေတွေကိုစူးစိုက်ကြည့်တဲ့အခါမှာထွက်လေဝင်လေဆိုတဲ့ဝါယောဓာတ်ကသဘာဝတစ်ခုသူ့ရဲ့သဘာဝပါတော့လှုပ်ရှားနေတဲ့သဘာဝငြိမ်သက်နေတာမဟုတ်လှုပ်ရှားတယ်တွန်းကန်တယ်အဲ့ဒါဝါယောရဲ့သဘာဝရှူလိုက်တဲ့လေလေးဟာလှုပ်ရှားတယ်တွန်းကန်နေတယ်အဲ့ဒါလေးဝါယောဓာတ်ရဲ့သဘာဝအဲ့ဒီလှုပ်ရှားတွန်းကန်မှုလေးကနှာသီးပြားကိုလာထိလိုက်တယ်နှာသီးပြားကထိမှန်းသိဖို့ရအတွက်ဒီလေလေးကိုခံယူတဲ့ sensation ဆိုတဲ့သဘာဝကိုဖြစ်ပေါ်စေတတ်လို့သူ့ကိုကာယပတာရလို့ခေါ်တယ်ကာယပတာရထိမှန်းသိတဲ့နေရာကာယပတာရလေကဝါယောဖုထဘယုတ်အဲ့ဒီနာသီပြလေးကကာယပတာရဖုထဘယုတ်နဲ့ကာယပတာရနှစ်ခုစုံစည်းလိုက်တဲ့အခါမှာထိမှန်းသိတယ်ဆိုစိတ်လေးပေါ်လာအဲ့ဒီသဘောကိုစရတဲ့အခြေတည်ဟာလေလေးကတစ်ခုလှုပ်ရှားနေတာမဟုတ်လေလေးထိခံရတဲ့နေရာလေးကဒီထိမှန်းသိဖို့အတွက်အခြေခံအကြောင်းလေးဖြစ်တဲ့ပတာရယုတ်ကတစ်ခုဒီ sensation ဖြစ်တာကိုပြောတာနော်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ဒီအသိစိတ်လေးပေါ်လာတာဒါကတစ်ခုဆိုတော့လေကလည်းယုတ်တရားလေလေးထိတွေ့တဲ့နေရာမှာရှိတဲ့ကာယပတာရကလည်းယုတ်တရားလေကဝါယောဖုတ္တပယုံတနည်းအားဖြင့်ပြောမယ်ဆိုဖုတ္တပအာယုံဒီလေထိတဲ့နေရာမှာရှိတဲ့ကာယပတာရလေးကဝတ္ထုနဲ့အာယုံနှစ်ခုပေါင်းစုံလိုက်တယ်။ဘာကြောင့်ဝတ္ထုလို့ခေါ်တော့ဆိုအသိစိတ်ရဲ့ဖြစ်ပေါ်ရအသိစိတ်ကလေမှပေါ်တာမဟုတ်ဘူးလေထိတဲ့နေရာလေးမှာပေါ်တာအဲ့ဒီကာယပတာရဆိုတဲ့လေထိတဲ့နေရာလေးကိုအမိပြုပြီးတော့ထိတိစိတ်ဆိုတာလေးပေါ်လာတာအဲ့ဒီစိတ်ရဲ့ပေါ်ရဖြစ်တော့ကြောင့်ဝတ္ထုလို့ခေါ်တယ်ဟိုကအာယုံဒီကဝတ္ထုအာယုံဝတ္ထုနှစ်ခုပေါင်းလိုက်တဲ့အခါမှာဒီစိတ်လေးပေါ်တာကိုဒါကိုပြောတာအဲ့တော့သုံးခုဖြစ်သွားထွက်လေဝင်လေမှတ်နေတဲ့အချိန်လေးမှာသုံးခုဖြစ်တယ်ဆိုတာကိုတတိထားပြီးတော့ထိတိုင်းတိတိုင်းဒီသုံးမျိုးဟာဖြစ်လာအကြောင်းဆုံးလို့ဖြစ်လာလိုက်ပြီးရင်ပျောက်သွားလိုက်ဖြစ်လာလိုက်ပျောက်သွားလိုက်ဖြစ်လာလိုက်ပျောက်သွားလိုက်မမြဲတဲ့သဘောမှာခေါင်းထဲမှာဝင်လာခိုက်တန့်လေးပဲပေါ်လာလိုက်ပျောက်သွားလိုက်ဆိုတဲ့သဘောတရားတွေကိုသိရှိလာအဲ့ဒါကြတော့ဝိပဿနာလမ်းချောင်းလို့ခေါ်တယ်အဲ့ဒီကနေဝိပဿနာမြတ်စွာဘုရားဟောတာနဲ့ပြောရမယ်ဆိုရင်ဒါအထင်ရှားဆုံးနေရာကိုပြောတာကာယေသပတိစ္ဆဖုတ္တဝိသဥပ္ပစ္စတိကာယဝိညာဏကာယေသကာယပတာရယုတ်ကို၎င်းဖုတ္တဝိသထိတတ်တဲ့ဖုတ္တပါယုံဆိုတဲ့အာယုံကို၎င်းပတိစ္ဆအာယုံနဲ့ဝတ္ထုဒီနှစ်ခုအကြောင်းပြုပြီးတော့ကာယဝိညာဏကာယကိုမိပြီးတော့ဖြစ်တတ်တဲ့အသိစိတ်လေးတွေဥပ္ပစ္စတိဖြစ်ပေါ်လာတယ်ငကောရှိနေတာမဟုတ်ဘူးစောင်းချိုးနဲ့စောင်းအိုးကိုကြည့်လိုက်စောင်းတန်ကိုကြည့်လိုက်ရင်စောင်းတန်ဟာစောင်းအိုးထဲမှာလည်းမရှိဘူးစောင်းချိုးထဲမှာလည်းမရှိဘူးသို့တော့စောင်းချိုးနဲ့စောင်းအိုးတက်ဆင်ထားတဲ့အချိန်မှာလက်နဲ့ထိလိုက်တဲ့အခါမှာတီးတဲ့လက်နဲ့ထိလိုက်တဲ့အခါမှာစောင်းတန်ဟာပေါ်ထွက်လာအဲ့ဒီသဘောတရားပဲအာယုံဖြစ်တဲ့ဖုရဘယုံလေနဲ့ကာယပတာရနဲ့ဆုံစည်းလိုက်တာဟာစောင်းတီးလိုက်တာလို့ပဲအကြောင်းတစ်ခုဟာတီးခတ်လိုက်တာစီကိုလက်နဲ့ပုတ်လိုက်တယ်လို့ပဲသူကလေကနာသီးပြားကိုလာထိလိုက်တာအဲ့ဒီထိလိုက်တဲ့စွမ်းအားကြောင့်အတိဆိုတဲ့ထိတိစိတ်လေးပေါ်လာတယ်အဲ့တော့အဲ့မှာကြည့်လိုက်မယ်ဆိုရင်လေကလည်းပဲ
ပေါ်လာပြီးပျောက်သွားတာပဲကာပတရာလေးကလည်းထိတိုက်အခက်လေးမှာပဲပြီးရင်သူ့အချိန်တန်ပျောက်သွားတာပဲထိသိတဲ့စိတ်ကလေးကဆိုလင်မြန်နဲ့နှုံးသားနဲ့ပျောက်သွားတာပဲဖြစ်ပြီးတော့ရှောက်ပျောက်သွားတာပဲအဲ့ဒီသဘောကိုဆင်ញင်စဉ်းစားသုံးသပ်နိုင်တာဒါဝိပဿနာအစနော်ဝိပဿနာဖြစ်အောင်လုပ်တဲ့နည်းအစလေးအဲ့တော့တရားရှာကိုမှတွေ့ဆိုတာကိုယ်ခန္ဓာကိုယ်ထဲမှာပဲတရားဆိုတာရှာအဲ့တော့ရှာတဲ့အခါမှာလက်နဲ့တွေလိုအပ်တယ်ပေါ့အဲ့ဒီလက်နဲ့ကဘာလို့ဆိုရင်တတိရဲ့ပညာရဲ့တမာတိရဲ့ဝိရိယရဲ့ဒါကြောင့်မို့လို့ဘူ၅ပါးတို့အလုံးသိကြမှာပဲဣန္ဒြေ၅ပါးတို့ဘူ၅ပါးတို့ဆိုတတ္တဝိရိယတတိတမာတိပညာနော်နံပါတ်1ကယုံကြည်ချက်ပဲယုံကြည်ချက်ကတော့ရှေ့ပြေးအနေနဲ့ထားတာတကယ်အလုပ်လုပ်တာကဝိရိယရဲ့တတိရဲ့တမာတိရဲ့ပညာရဲ့အဲ့ဒီဟာမရှိဘဲနဲ့ကမ္မထာအလုပ်ဆိုမဖြစ်နိုင်ကမ္မထာထုတ်တယ်ဆိုတော့နံပါတ်1တရားကပို့ဆောင်ပေးတာဝိရိယရဲ့တတိရဲ့တမာတိရဲ့ပညာရဲ့ဒါကတကယ်အလုပ်လုပ်နေကြတာအဲ့တော့မဲခင်၈ပါးအသေးစိတ်ပြောပြန်တော့လည်းပဲ၅ခုကလုပ်နေတာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိတရားထုတ်တယ်ဆိုတာအဲ့ဒီလက်နဲ့တွေနဲ့အသုံးချပြီးတော့နေတာလွယ်လွယ်နဲ့ရသလားဆိုမရဘူးအချိုးကြကြလုံလဝိရိယလည်းရှိရမယ်လုံလဝိရိယနဲ့ဘာကိုတားတာတော့ဆိုပြင်းစိတ်ကိုတားနေရကမ္မထာထုတ်လို့ရှိရင်ငိုက်တာတို့ပြင်းစိတ်တို့ကတော့အလွယ်လေးရောက်လာမှာပဲသူ့ကိုဖိတ်ခေါ်ထားတယ်လို့ပဲကမ္မထာထိုင်လိုက်တဲ့လူဟာအိတ်ချင်လာအဲ့ဒါစေတသိကဝိရိယအားနည်းနေတယ်လို့ကိုယ်တတိထားစိတ်ကိုပြန်တင်းပြီးတော့ကမ္မထာအုံနဲ့မှလမ်းဆက်နေအောင်လုပ်အောင်အဲ့ဒါမပါလို့ရှိရင်ကောသစ္စာဆိုတဲ့အပြင်ထိနမိတ်တာဝေပြီးလွှမ်းမိုးသွားမှာပဲအဲ့လွှမ်းမိုးသွားတာအဲ့ဒါကမ္မထာမဟုတ်တော့ဘလောက်ထိုင်နေထိုင်တာပဲရှိတယ်တင်မာချွတ်တဲ့အောင်ထိုင်ချွတ်တဲ့ယုံပဲရှိမယ်ဘာတရားတို့မှရမှာမဟုတ်ဘူးအဲ့ဒါထိုင်တိုင်းအကျိုးရှိတာတော့မဟုတ်ဘူးထိုင်တဲ့အချိန်မှာခုနပြောတဲ့အဲ့ဒါကိုနားလည်ဖို့လိုအပ်တယ်ပေါ့ခဏခေတ်မှာဆိုရင်ဘယ်လောက်ထိုင်ရမယ်ဘယ်လောက်ပဏ္ဏနာရီထိုင်နိုင်ရရင်သောတာပန်ဖြစ်တယ်လို့ပါတော့ဒါတွေကတော့ထိုင်တဲ့လူကိုယ်တိုင်ပဲသိရမှာဖြစ်တယ်ဘာတွေနဲ့ထိုင်နေတာတော့မယ်ဘေးကလူကပြောလို့တော့မရဘူးဒါတရားနဲ့ထိုင်နေရင်တော့လည်းရမှာပေါ့နော်တရားမဲ့နေရင်တော့မရနိုင်ဘူးတရားအဲ့တော့အရေးကြီးတာကတရားဆိုတာတရားအခြေခံထားပြီးတော့ဝိရိယတတိတမာတိပညာအဲ့ဒါတွေထက်ထက်တန်တန်လှုပ်ရှားပြီးအလုံးလုံးနေတာဖြစ်တယ်ဘယ်သူနဲ့အလုံးလုံးတာတော့ဆိုရင်ကိုဒီအာယုန်နဲ့လှုပ်လို့တာနော်ကိုရှာထားတဲ့အာယုန်နဲ့လှုပ်လို့တာသို့မဟုတ်ပေါ်လာတဲ့အာယုန်နဲ့လှုပ်လို့တာသူတို့လှုပ်လို့တာပေါ်လာတဲ့အာယုန်ဥပမာထွက်လေဝင်လေဆိုရင်ထွက်လေဝင်လေနဲ့လှုပ်လို့ကြမယ်သူတို့ထွက်လေဝင်လေကအာယုန်အဲ့ဒီမှာအလုံးလုံးတဲ့ဟာတွေကတတ္တဝိရိယတတိသမာဓိပညာအဲ့ဒါတွေကအလုံးလုံးနေမှာအဲ့ဒါတွေနဲ့အလုံးလုံးနေတဲ့အခါရက်လက်ကဘာတွေတော့ဆိုရင်ဝိရိယတွေလည်းပိုကောင်းလာတယ်တတိတွေလည်းပိုကောင်းလာတယ်သမာဓိတွေပိုကောင်းလာတယ်အမှန်တော့ပြောရမယ်ဆိုရင်အလုံးလုံးတယ်ဆိုတာတွေကဝိရိယတတိသမာဓိပညာဆိုတာငကိုယ်တည်းကအခြေခံလောက်ပဲရှိတာအာယုန်နဲ့ပုတ်တိုက်ပြီးလှုပ်ရှားလာတဲ့အခါမှာသူတို့ရဲ့အသွေးရောင်ဟာပိုတက်လာတာဒါကမ္မထာရလက်ပဲအထူးသဖြင့်နောက်ဆုံးအဆင့်ကတော့ဝိရိယတတိသမာဓိစွမ်းအားကြောင့်အသိပညာဟာပိုလင်းလက်လာပညာလင်းလက်လာတာဆိုလို့တယ်အဲ့ဒီပညာလင်းလက်လာပြီဆိုတော့မှရင်ထဲမှာရှိတဲ့အပူမီးတွေအလုံးထုတ်ပြနိုင်မှာဖြစ်တယ်ပညာစွမ်းအားနဲ့ထုတ်ပြနိုင်တတိတို့ဝိရိယတို့သမာဓိတို့ကအားပြောင်းနေသေးလို့ရှိရင်ပညာလည်းလင်းလက်မှာမဟုတ်ဘူးဥပမာမဲ့ကြေးပြားလေးတစ်ခုကြေးမုံလေးပေါ်မှာဒီကြီးဆွဲနေတဲ့ကြေးမုံကိုအင်အားစိုက်ထုတ်ပြီးတော့ပုတ်
ပုတ်လေဝင်လာလေကိုမျက်နှာရည်ကထင်းထင်းရှားရှားပေါ်လာလေအဲ့တော့ပုဋ္ဌာနဲ့ပါနဲ့ဥပမာတူတော့ဆိုဝိရိယတို့တတိတို့တမာတိတို့ကပုတ်ပေးနေတာအဲ့တော့ချင်းမှုများလေးကပိုလင်းလာတယ်ပို့ပြီးတော့အယောင်တွေတောက်လာတဲ့ချင်းမှုများတယ်မှာကိုယ့်ရဲ့မျက်နှာရည်ကပို့ပေါ်လာတယ်ဆိုဒါပညာအဲ့ဒီပုံစံမျိုးဖြစ်အောင်ကြိုးစားအထောက်မှာဖြစ်တယ်အတမန်နဲ့တော့မရနိုင်ဘူးသို့တော့မရနိုင်ဘူးဆိုတာဟာလုံးမဖြစ်တာကိုပြောတာမဟုတ်ဘူးတုံနဲ့တူလည်းအည်သွေးခြင်းလည်းတူမှာမဟုတ်ဘူးတုံနဲ့တူရဲ့အခြေခံခြင်းလည်းတူမှာမဟုတ်ဘူးမတူသည့်အတွက်ကြောင့်ဒါက individual ပဲကိုနဲ့သာသက်ဆိုင်တဲ့ပုဂ္ဂလိကပဲကိုအည်သွေးနဲ့ကိုသွားမှာပဲဒါအဲ့တော့မကြိုးစားပဲနေတဲ့လူကတော့တစ်သလုံးဟာအနိမ့်ကနေတက်မှာမဟုတ်ဘူးသူပါရမီတွေကပြည့်လာပြီးတော့ထွန်းပေါက်သွားတယ်ဆိုတာရှိကုန်ရှိကြည့်လေမြတ်စွာဘုရားနဲ့တွေ့ဘုရားကြောင့်တစ်နေ့သုံးခေါက်ရောက်ဘုရားနဲ့စကားပြောအချိန်ပေါင်းများစွာကောသလမင်းကြီးတို့ဘာသောတာပန်မှဖြစ်မသွားဒီလိုဟာတွေလည်းရှိတယ်မန္လိကမိဖုရားတို့အလှကြီးတွေပေးသွားတယ်ဘာမှတရားတွေရမသွားအဲ့တော့ဘုရားနဲ့တွေ့တိုင်းသောတာပန်ဖြစ်ဖို့ဘုရားနဲ့တွေ့တိုင်းတရားဖို့ရဖို့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်တဲ့အရာမဟုတ်ဘူးပေါ့ဒါဘုရားအပြစ်မဟုတ်ဘူးကြောက်တုံးကသူမာတာကိုကခေါင်းနဲ့သွားဆောင်တာခေါင်းကွဲတာကြောက်တုံးအပြစ်မဟုတ်ဘူးကြောက်တုံးကသူမာတာပဲအဲ့ဒါလိုပဲအလုံးဟာကိုကြိုးစားအထောက်ဒါမို့အတ္တဟိအတ္တနောနာထောဆိုတာအဲ့ဒါပြောတာအချင်းတကယ်ကိုအားကိုးရမှာကိုယ်တိုင်လုံးအောင်ဖြစ်တယ်ကိုမလုံးလို့ညာတာဝါဒလုံးနေနဲ့ညာတာဝါဒဘဝကဘယ်တော့မှမတက်ဘူးဒီတိုင်းပဲနေမှာပဲတရားထုတ်တဲ့အလုပ်ဟာလိမ်လို့ညာလို့အကောင်းဆုံးလို့ပြောမှာဖြစ်တယ်ဘာလို့ဆိုငုတ်တုတ်ထိုင်နေရင်တရားထိုင်နေတဲ့အောင်းမေ့နေကြတာစိတ်ကတောင်ရောက်ရောက်နေလို့ရှိရင်ဒါတရားထိုင်တာမဟုတ်ဘူးနော်တရားထိုင်တာမဟုတ်ဘူးမတရားတာတွေလည်းဒီတိုင်းထိုင်နေမှာပဲအကုသိုလ်စိတ်တွေဖြစ်နေတယ်ဆိုရင်ဒါတရားထိုင်တာမဟုတ်နိုင်တော့အဲ့ဒါကြောင့်မို့လို့ဒီတရားထိုင်တဲ့အလုပ်ဟာကိုယ်နဲ့ပို့ပြီးတော့သက်ဆိုင်ကြံတဲ့ပုဂ္ဂိုလ်ကမသိနိုင်မြတ်စွာဘုရားဆိုရင်တော့သိတယ်သူများစိတ်ကိုသိတဲ့ယဟန္တာတွေဆိုရင်သိတယ်ပရစိတ်တဝိဇ္ဇာနဲ့ဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေတော့သိတယ်ဒီပုဂ္ဂိုလ်ကတကယ်ထိုင်နေတာလားဒီပုဂ္ဂိုလ်ကတကယ်မထိုင်ဘူးလားလို့ဆိုဒါကြောင့်မို့လို့ရိတ်တာဘယ်နှခါဝင်တရားဘယ်နှခါထိုင်မှုတဲ့ပြောဒါတွေကတွက်เสียမလို့ရိတ်တာဘယ်နှခါဝင်ထားတယ်ဆိုတော့အဲ့ဒါဘယ်နှခါဝင်သူ့ရဲ့အရေးချင်းဟာအပြောအဆိုအလောက်ကိုင်ပေါ်မှာပေါ်နေမှာပဲနော်ပေါ်နေမှာပဲတရားရှိလားမရှိလားဆိုတာလဲလူဟာသိတာထင်ရှားနေတယ်တရားရလာတဲ့ပုဂ္ဂိုလ်တရားဟာစိတ်ဓာတ်ကိုနုညံ့သွားတယ်တရားရလာပြီးတော့ဟိုဘုန်းကြီးဝန်မချနိုင်ဒီဘုန်းကြီးဝန်မချနိုင်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းအများကြီးပဲပမာပြေပါနော်အဲ့ဒီလိုတွေဟာဓမ္မနာဖြစ်သွားတာပဲငါသိတယ်ကျန်တဲ့ပုဂ္ဂိုလ်မသိဘူးဘယ်လောက်ထိအောင်ဆိုးတော့ဆိုလို့ရှိရင်တေချာမသိပဲနဲ့မလုံးသင့်ဘူးတေချာသိအောင်သင်တယ်ပေါ့နော်တားဖာနှစ်ယောက်အကြောင်းကြားဖို့ကြပါလိမ့်မယ်အရက်တူတောက်အဖေကငါသားမင်းမတောက်နဲ့ငါကတော့သောတာပန်ဖြစ်ပြီးပြီငါတောက်တာအပယ်မကြတော့ဘူးအဖေလုံးတဲ့လူကသူကသောတာပန်ဖြစ်ပြီးပြီတဲ့အရက်တောက်တာသူသားကြတော့မတောက်နဲ့တဲ့မင်းကအပယ်မပိတ်အပယ်တကားမပိတ်သေးဘူးတဲ့ငါအပယ်တကားပိတ်သွားဘာလို့အပယ်တကားပိတ်တယ်လို့ပြောတာသူဟာသောတာပန်လက်မှတ်ဆိုတာရှိတာမှမဟုတ်တာကြီးလိုချင်တော့သောတာပန်လက်မှတ်လိုချင်တော့စကိုင်းတောင်ရိုးကသောတာပန်ကြီးပါသွားယူရင်သောတာပန်လက်မှတ်ရမယ်နောက်ဟင်္ဒရာတောင်ကသောတာပန်မှာလည်းရှိတယ်အဲ့ဒါပဲရှိတယ်တကယ်တရားဥတရားမြတ်ရတဲ့သောတာပန်ဆိုတာတော့သောတာပန်ဖြစ်ပြီဆိုရင်သိသိသာသွားတယ်တရားတရားတွေပိုကောင်းလာတယ်နော်အိတ်တမစိတ်ရမရှိဘူးသောတာပန်မှာမနာလိုစိတ်တွေမရှိဘူးဝန်တိုစိတ်တွေမရှိဘူးအဲ့ဒါတွေပယ်ပြီးသားဖြစ်သွားပြီသောတာပန်ဖြစ်သွားလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်ရဲ့အသွင်သဏ္ဍာန်နှစ်မျိုးဆိုပြီးတော့စာပေကျမ်းကမှပြောထားတာကိုရတဲ့တရားအထူးကိုသူများကိုရစေခြင်းတဲ့စိတ်ဟာအမှန်တမ်းပြင်းထန်တယ်
လူတိုင်းကိုတရားလူရစေခြင်းနဲ့စိတ်သူမှပြင်တာသို့တော့သူသောတာပန်ဖြစ်ပြီဆိုတာကိုသူများပြောဖို့အလွန်ဝန်လေးတယ်တဲ့ကိုယ့်ရဲ့လူမသိအောင်တင်ထားတဲ့ရွှေအိုးကြီးကိုမပြသလိုပဲသူသောတာပန်ဖြစ်တာသူ့ရဲ့ရွှေအိုးကိုလူတကာမပြသလိုအခုလည်းမပြတာတွေရှိပါတယ်ပတ်စံဖွက်ထားလို့ရှိရင်ဘယ်နာဆိုတာလူမသိအောင်လို့ဖွက်ကြတယ်အဲ့ဒီလိုကိုယ့်ရဲ့ဂုဏ်သိက္ခာကိုလူသိမှစိုးတဲ့အနေထားမျိုးရှိရမယ်အဲ့လိုမဟုတ်ဘဲနဲ့ငါသောတာပန်ဖြစ်ပြီငါသောတာပန်ဖြစ်ပြီဆိုမဖြစ်တဲ့လူကပြတာအဲ့ဒါဖြစ်ပြီးရင်တော့မပြအောင်ဒါဟိုလွဲမနေတာတွေကိုသိစေခြင်းလို့ပြောတာသူများကိုပုတ်ခတ်လို့ပြောတာမဟုတ်ဘူးလောကကြီးမှာဖြစ်ပျက်နေတာတွေအများကြီးပဲအဲ့တော့ကိုယ့်အကိုအမှန်သိရမယ်သောတာပန်ဖြစ်ပြီဆိုရင်လူရဲ့စိတ်ဟာဘုရားတရားကိုပို့ပြီးတော့ကြီးညိုတယ်ငါးပါးသီလကိုအသက်နဲ့လဲပြီးတော့စောင့်ရှောက်တယ်အသက်တဲ့ပြန်လို့တယ်အသက်လောက်တန်ဖိုးထားတာမဟုတ်ဘူးအသက်ထက်တန်ဖိုးထားအသက်ထက်တန်ဖိုးထားတယ်ဆိုတာငါးပါးသီလဖြတ်မလားအသက်အသေးခံမလားဆိုတာအသက်ပဲသိခံမယ်ငါးပါးသီလမဖြတ်ဘူးအဲ့ဒါအသက်ထက်တန်ဖိုးထားတယ်လို့ပြောတာနော်အသက်နဲ့ဒီမလဲနိုင်တာဆိုလိုတာကအသက်တဲ့တန်ဖိုးထားလိုက်တယ်ပေါ့လူဆိုတာတန်ဖိုးထားတဲ့အပေါ်မှာကွဲပြားခြားနားသွားတယ်လူတွေကဘာတန်ဖိုးထားတော့ဆိုပစ္စည်းဥစ္စာတန်ဖိုးထားတာပစ္စည်းဥစ္စာဆုံးရှုံးနေတာမှာကြတော့ဘယ်ဖြစ်ကြလဲဆုံးရှုံးမခံနိုင်ဘူးတချို့ကြတော့ပစ္စည်းဥစ္စာဆုံးခြင်းဆုံးပါစေလူအသက်မသေးပြီးတာပဲဆိုပြီးတော့အသက်ကိုတန်ဖိုးထားပြီးပြောကြပြန်သောတာပန်ဖြစ်ပြီဆိုရင်ငါးပါးသီလကိုအသက်သေးခြင်းသေးပါစေငါးပါးသီလကိုတော့အထိမခံဘူးဆိုတဲ့အဲ့ဒီလိုဖြစ်သွားပြီဆိုရင်ဒါသောတာပန်ရဲ့အင်္ဂါလက္ခဏာနဲ့ပြည့်စုံသွားပြီလို့ဆိုအဲ့ဒါမဟုတ်သေးရင်တော့သောတာပန်မဖြစ်သေးဘူးသောတာပန်မဖြစ်သေးရင်အပေတကားဆိုတာပိတ်တာမဟုတ်ဘူးပေတကားဆိုတာသူကအမြဲတမ်း welcome လုပ်နေမှာပဲပုရုษတွေအတွက်ကတော့မကောင်းတာလုပ်ရင်တော့အပေတကားသူပွင့်နေမှာပဲပေတကားပိတ်တယ်ဆိုတာကိလေသာတွေအပေချစေနိုင်တဲ့အကုသိုလ်တွေသူမလုံးတော့တာကိုအပေတကားပိတ်တယ်လို့ခေါ်တာအဲ့ဒီအကုသိုလ်မလုံးတာအပေတကားပိတ်တယ်ဒါကြောင့်မို့တရားထိုင်နေဆိုတဲ့နေရာမှာခုနကသမထထိုင်နည်းကလည်းပြောပြီးပြီဝိပဿနာထိုင်နည်းကနည်းနည်းလေးပြန်ပြောမယ်ဝိပဿနာထိုင်တဲ့အခါမှာပေါ်လာတဲ့အာယုံကိုရှုပွားလို့ရတယ်ဘယ်ဟာပဲဖြစ်ဖြစ်ယထာပါကတံဝိပဿနာပိဋိဝေသောပေါ်လာတဲ့အာယုံထဲမှာလည်းပိုးထင်ရှားတဲ့ဟာကိုရှုဖို့လိုတယ်ပျောက်သွားတာတွေလိုက်ရှာဖို့မလိုဘူးပေါ်လာတဲ့အာယုန်တွေဟာကိုယ်ရင်နဲ့နှလုံးထဲမှာပေါ်လာတယ်မျက်စိမိတ်ထားတယ်ဆိုရင်တော့ပေါ်လာနိုင်တာကတော့ခုနကထွက်လေဝင်လေထိတာတို့တိတာတို့ဒါတွေကပေါ်လာနိုင်တယ်အဲ့တော့ထိတာလေးကဝါယောဖုတ္တပကကာယပတာရကိုလာထိတယ်ဝါယောဖုတ္တပနဲ့ကာယပတာရသည်ယုတ်တရားဘာကြောင့်ယုတ်တရားလို့ပြောတော့ဆိုရင်သူတို့ကသိနိုင်စွာမရှိဘူးသူတို့နှစ်ခုထိလိုက်လို့သိလာတဲ့အသိစိတ်လေးကနန္တရားဘာကြောင့်လို့ဆိုရင်ထိမှုဆိုတဲ့အာယုကိုရှားယူနိုင်လို့သူကနန္တရားအဲ့တော့ယုံနဲ့နာနှစ်ခုပဲရှိတယ်ဆိုတာလေးကိုအာယုစိုက်ပြီးအသက်မှန်မှန်လေးရှုနေတာဒါလည်းပဲကမ္မထာပဲနောက်တစ်ခုကထွက်လေဝင်လေပေါ်မှာအာယုကမရောက်ဘူးထိုင်တဲ့ကြမ်းပြင်နဲ့ကိုယ်ခန္ဓာကိုယ်နဲ့ဆိုရင်လည်းထိုင်တဲ့ကြမ်းပြင်ကမာကြောနေလို့တိတာနေတယ်တိတာနေရင်ထိုင်တဲ့ကြမ်းပြင်ကဖုတ္တပအာယုထိုင်တဲ့ကိုယ်ခန္ဓာကိုယ်ကြီးကကာယပတာရဖုတ္တပနဲ့ကာယပတာရပေါင်းလိုက်တဲ့အခါမှာနာတာလည်းသိတယ်ပြောတာလည်းသိတယ်အဲ့ဒါလည်းပဲထွက်လေဝင်လေလိုပဲကြမ်းပြင်ဆိုတဲ့ဖုတ္တပယုံနဲ့ကိုယ်ခန္ဓာကိုယ်ထိနေတဲ့ကြမ်းပြင်နဲ့ထိနေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းဆိုတဲ့ကာယပတာရအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့ထိမှန်သိနေတဲ့အသိစိတ်ကလေးကနန္တရားယုတ်တရားနဲ့နန္တရားဒါလေးအာယုပြုနေလို့ရှိရင်လည်းပဲဝိပဿနာဖြစ်တယ်အဲ့ဒီအချိန်မှာဒီနှစ်ခုကိုပဲအာယုစိုက်ပြီးတော့သိနေအောင်လုပ်ရမယ်မမြဲတာတွေဘာတွေရှောက်မတွေးနဲ့အောင်သူကသူသိလာမှာအဲ့တော့ကိုတတိထားရမှာကနှမျိုးပါလားဆိုတာကိုသိနေဖို့လို့
ငါထိုင်နေတာတမျိုးတည်းလို့ထိုင်အောင်မေ့နေတယ်ချိလိုက်တဲ့အခါလူရဲ့ပုံမှန်တဏ္ဍာနဲ့အလုံးမေးထားလိုက်ပြီးတော့အောက်ကမာတဲ့ပြော့တဲ့ထိုင်ကုန်ရဲ့ကိုယ့်ရဲ့ထိုင်ကုန်နဲ့ထိနေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းရဲ့အဲ့ဒီနှစ်ခုကာယပတာရနဲ့ဖုဒ္ဓဘာယုံဒီနှစ်ခုထိနေတာထိမှန်းသိလိုက်တဲ့ကာယဝိညာဉ်စိတ်ရဲ့အဲ့ဒီသုံးခုဟာဒီစက်စမပြတ်ဖြစ်နေတယ်အဲ့ဒီသုံးခုကိုပထမဆုံးသိရှိနားလည်နေအောင်သိတာဒါကိုညာတပရိညာလို့ပြောတယ်သိတဲ့သိလိုက်တာတွေကိုသိတယ်ခုသိတာထိုင်နေတော့သိတယ်ဆိုလို့ရှိရင်အောက်ကဖုဒ္ဓဘာဆိုတဲ့ထိုင်ကုန်ရဲ့အထီတွေ့ကိုသိတယ်ကာယပတာရကိုသိတယ်ထိမှန်ဒီနှစ်ခုထိလိုက်တာကိုဖြစ်ပေါ်လာတဲ့အသိစိတ်ကိုသိတယ်သုံးမျိုးအသိရှိလာတယ်သုံးမျိုးဟာနှစ်မျိုးကယုတ်တရားသိတာကနန္တရားလို့ဆိုယုတ်နဲ့နံနဲ့ခွဲလာတယ်အဲ့ဒီယုတ်နဲ့နံနဲ့သဘာဝတရားနှစ်ခုကိုပဲမိမိရရကြီးဖြစ်လာအောင်သိသိတယ်ဆိုစာပေကျမ်းကမှာပြောတယ်သိသိတယ်ဆိုတော့အဲ့ဒါကိုပြောတယ်သိသိတယ်ဆိုတော့သိကျုံပြီးသိတာကိုသိသိတယ်လို့ခေါ်တယ်ဗမာစကားလည်းတစ်ခါလေးစာဖတ်ရင်နားလဲမှာမဟုတ်ဘူးအဲ့ဒါတည်းရူပပရိက္ခနာမပရိက္ခရုပ်ကိုသိသိတယ်နာမ်ကိုသိသိတယ်လို့ကမ္မထာစာအုပ်တွေရေးလို့ရှိတယ်သိသိတယ်ဆိုတာအလုံးခြုံပြီးတော့သိတယ်လို့ဆိုလိုတယ်ပေါ့သိတာပြောတာနော်ရှုံမှန်းသိလိုက်တယ်နာမ်မှန်းသိတယ်ဒါကလွဲလို့ဘာမှမရှိဘူးဆိုတာသိလာတယ်အဲ့ဒီယုံနဲ့နာမ်နှစ်ခုသိသိရှိမှုဒီဒါဟာဝိပဿနာတရားရဲ့အာယုံပဲလို့တို့မှတ်ရအဲ့ဒါဝိပဿနာရဲ့အာယုံကဒါကိုပြည့်ညက်တွေကိုလိုက်ပြီးတော့အာယုံပြောမှာမဟုတ်ဘူးကိုလက်တွေ့အောက်ကဖုဒ္ဓဘာဆိုတဲ့ထိစေရရဲ့ဒီကာပတာရဆိုတဲ့အထိခံရဲ့အဲ့ဒီနှစ်ခုပေါင်းပြီးတော့သိတဲ့စိတ်ရဲ့ယုံနဲ့နံဒီနှမျိုးဟာငါမှာဒီယုံနဲ့နှမျိုးသာရှိတယ်လို့ထက်လေးဝင်းလေးမှတ်ရင်လည်းအဲ့ဒီတိုင်းပဲဒါမျက်စိမိတ်ထားတဲ့အချိန်မှာအဲ့ဒါလိုဖြစ်တယ်တခြားနည်းနဲ့ပြောမှဆိုရင်နှာခေါင်းနဲ့အနံ့ရလာပြီဆိုရင်အနံ့ကရုပ်တစ်ခုအဲ့ဒီအနံ့ထိတဲ့ခန္ဓာပတာရဆိုတဲ့အနံ့ရတဲ့နေရာကရုပ်တစ်ခုအဲ့ဒီနှစ်ခုပေါင်းစုံခြင်းကြောင့်အသိစိတ်လေးပေါ်လာတဲ့ခန္ဓာဝိညာဉ်စိတ်အဲ့ဒါလဲဝိပဿနာရှုလို့ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ပါဇက်ထဲမှာအရာတစ်ခုပေါ်လာတယ်ကိုတတွေးမျိုးလို့အရာပေါ်လာတယ်ဆိုရင်ဒါလည်းဝိပဿနာရှုလို့ရတယ်တတွေးကရတ္တဒီကဇီဝပတာရအဲ့ဒီရတ္တကိုခံယူတဲ့ sensation ရှိတဲ့လျှာကဒီဇီဝဝတ္ထုဇီဝဝတ္ထုနဲ့ရတ္တယုံစာပေလို့ခေါ်တဲ့ကဒီအရာသာနဲ့အရာသာခံတဲ့အာယုရုပ်အဲ့ဒီနှစ်ခုကယုတ်တရားအရာသာကိုသိလိုက်တာကဇီဝဝိညာဉ်ဆိုတဲ့နံတရားလို့အသိစိတ်လေးပေါ်လာတာလေအဲ့ဒါလည်းပဲကမ္မထာရှုလို့ရရှာနဲ့သွားကိုထိုးမိလို့ရှိရင်လည်းဖုဒ္ဓဘာယုံနဲ့ရှုရမယ်အဲ့ဒါကြတယ်ရှာနဲ့သွားကိုထိုးမိတယ်ဆိုလို့ရှိရင်သွားရဲ့မာကြောတဲ့သဘောကိုတတိထားမိတယ်ဆိုလို့ရှိရင်ဒီကသွားကဖုဒ္ဓဘာယုံရှာမှာရှိတဲ့ဒီမာရာကိုခံယူတဲ့ကာယပတာရကဝတ္ထုအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာမှန်သိလိုက်တဲ့စိတ်ကပေါ်လာတယ်ဒါကကာယဝိညာဉ်စိတ်လို့ပဲခေါ်တယ်ရှာနဲ့ပတ်သက်ပေမဲ့လို့ဇီဝဝိညာဉ်စိတ်မဟုတ်ဘူးဒီဟာနော်အရာသာနဲ့ကြတော့မှဇီဝဝိညာဉ်စိတ်လို့ပြောအောင်အဲ့ဒါခန္ဓာ၅ပါးမှာဖြစ်နေသမျှအာယုန်တွေကိုအခုလို့ဆင်ញင်သုံးသပ်လို့ရတယ်ပေါ့နော်မျက်စိဖွင့်လိုက်လို့မြင်တယ်ဆိုလို့ရှိရင်လေအစင်းအာယုန်ကတစ်ခုထိုအစင်းအာယုန်ရဲ့ထင်ဟရစက္ခုပတာရကတစ်ခုအာယုန်နဲ့ဝတ္ထုနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာမြင်သိစိတ်လေးပေါ်လာတယ်အဲ့ဒါနတ်တရားဟောနေရာတိုင်းမှာယုံတဲ့နံဖြစ်နေတယ်ဆိုတာလေးကိုအဲ့ဒါကိုစင်စစ်မပြတ်သိအောင်ကြိုးစားနေရမယ်ရှေ့မတိုးနဲ့အဲ့ဒါပဲလုပ်နေအဲ့ဒါကိုပိုင်နိုင်ကြီးသိသွားပြီဆိုမှဒါသဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်သဘာဝလက္ခဏာသိအောင်ဘယ်လိုလုပ်ရမှာလဲဆိုရင်မြင်လာတဲ့အာယုန်လေးက
သူကမျက်စိထဲမှာပေါ်လာတတ်တဲ့သဘောတရားပါလားဆိုတာဒါသူ့ရဲ့သဘာဝကိုသိတာမျက်စိလေးကြတော့အဆင်းအာယုံကိုလက်ခံတတ်တဲ့သဘောပါလားလို့သိရင်ဒါစက္ခုပ္ပတာကိုသိတာအဲ့ဒီယုတ်တည်ရဲ့သဘာဝနှစ်ခုကိုသိပြီးတော့မြင်သိစိတ်လေးပေါ်လာပြီဆိုလို့ရှိရင်အာယုံအထုနဲ့ပေါင်းပြီးတော့ဖြစ်ပေါ်လာတဲ့အာယုံလေးကိုသိတတ်တဲ့သဘောတရားရှိပါလားဆိုတာဒါကြတော့သိစက္ခုဝိညာဉ်စိတ်ကိုရဲ့သဘာဝကိုသိတာအဲ့ဒီသဘာဝလေးသိဖို့ပဲကြိုးစားဒီပြင်ဘာမှမစင်စားနဲ့ကိုယ်တဏ္ဍမှာတကယ်ဖြစ်နေတဲ့သဘာဝတရားတွေကိုသိအောင်ကြိုးစားနေတာကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်တရဝတဏ္ဍပျောက်သွားပြီဟုတ်လားမျက်စိဆိုတဲ့အတွေ့လေးပျောက်သွားပြီဒီနှာခေါင်းဆိုတဲ့အတွေ့ကိုယ်ကာယဆိုတဲ့အတွေ့တွေလည်းပျောက်သွားပြီယုံနဲ့နာနှစ်မျိုးတည်းပဲဆိုတဲ့အမြင်မျိုးထီအောင်မြင်လာပြီဆိုလို့ရှိရင်တော့အဲ့ဒါဟာဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်အဲ့ဒါတွေမရဘဲနဲ့ရှေ့ကြော်ပြီးသောတာပန်ဆိုမှဖြစ်ဘူးနော်အဲ့ဒီအစဉ်တိုင်းသွားတာသူကနာမရူပပရိစ္ဆေဒဉာဏ်ပထမယုံနဲ့နာကွဲတယ်နောက်ပြီးရင်ဒိဋ္ဌိဝိတ္တုနာမရူပပရိစ္ဆေဒဉာဏ်ကိုပဲဒိဋ္ဌိဝိတ္တုလို့ခေါ်တာနာမရူပပရိစ္ဆေဒကလည်းဉာဏ်ပဲဒိဋ္ဌိဝိတ္တုဆိုတာလည်းဉာဏ်ပဲအဲ့ဒီနှစ်ခုဟာဝိပဿနာရဲ့အစပဲရှိသေးတယ်ဝိပဿနာလို့ကိုမခေါ်ရသေးဘူး foundation of ဝိပဿနာလို့အဆောက်အဦဆောက်တဲ့အခါမှာ foundation ချတဲ့သဘောပဲရှိသေးတယ်အဲ့ဒီအဆင့်ရောက်အောင်ကိုတော်တော်ကြိုးစားအဲ့ဒီအဆင့်တွေကြော်သွားပြီးတဲ့အခါကျတော့မှဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းကိုပါတွဲဖက်သိလာလို့ရှိရင်ကင်္ခဝိတရဏဝိတ္တုနဲ့ပစ္စယပရိက္ခဉာဏ်ဆိုတာဖြစ်တယ်အဲ့ဒီဉာဏ်နှစ်ခုရမှသုလသောတာပန်လို့ပြောတာဒါတင်စားပြီးပြောတာပါသောတာပန်အစစ်မဟုတ်ဘူးသောတာပန်နဲ့လားတူတယ်ပေါ့ဒီဉာဏ်နှစ်ခုရရင်အဲ့ဒီဉာဏ်နှစ်ခုရဖို့ကိုမနှဲချိုးစားဟုတ်မနှဲချိုးစားမနှဲအာရုံပြုပြီးတော့ချိုးစားမြတ်စွာဘုရားကတဏ္ဍပြောင်းအောင်ဘယ်လိုရှုရတယ်ဆိုတာဥပမာလေးတစ်ခုပြောပြမယ်ကိုယ့်ကိုစဉ်းစားကြည့်နွားတတ်သမားတယောက်ဟာနွားတတ်တယ်စိတ်တတ်သမားစိတ်တတ်တယ်ပေါ့နော်တတ်နေတဲ့အချိန်မှာ तू နွားတတ်နေတယ်စိတ်တတ်နေတယ်ဆိုအသိရှိတယ်စိတ်ကောင်းလို့နွားကောင်းလို့ညီရှိနေတယ်အဲ့ဒီအချိန်မှာ तू နွားကိုတတ်နေတယ်စိတ်ကိုတတ်နေတယ်နောက်တစ်ခါစိတ်ကိုဖြတ်ဒီလှီးဖြတ်နေတယ်နွားတွေကိုလှီးဖြတ်နေတယ်နွားဆိုတဲ့အသိရှိသေးတယ်အားလုံးအသားတခြားအယိုးတခြားအရေးတခြားလှုပ်ပြီးတော့ဈေးရောက်သွားပြီးတော့အဲ့ဒီအသားကိုဈေးမှာရောက်တဲ့အချိန်မှာနွားဆိုတဲ့အသိရှိသေးလားအဲ့ဒီလိုထိအောင်အယုံပြုနိုင်ရမယ်လို့ပြောတယ်မြတ်စွာဘုရားနွားဆိုတဲ့တင်ညာပျောက်သွားပြီအဲ့တော့ဝိပဿနာတရားအထုတ်တဲ့အခါမှာအဲ့ဒီတင်ညာသရဝါဆိုတဲ့တင်ညာငါဆိုတဲ့တင်ညာလူရဲ့ပုံပန်းတဏ္ဍဆိုတဲ့အမှတ်တင်ညာတွေအားလုံးပျောက်သွားပြီးယုံနဲ့နာနှမျိုးပဲဆိုတာကိုမြင်သိထိအောင်အခြေခံကိုရအောင်လုပ်ရမယ်အဲ့ဒါမရဘဲနဲ့ထက်တဲ့တော့လမ်းကျမှာပဲဒါနော်အထက်တော့ရောက်မှာမဟုတ်ဘူးလမ်းကျသွားမှာပဲဘာလို့လဲဆို foundation မရှိဘဲနဲ့အိမ်ဆောက်တာနဲ့အလားတန်တူတယ်ပြိုကျသွားမှာပဲအဲ့တော့ပြိုကျသွားမယ်ဆိုဝိပဿနာဆိုတဲ့အထုပ်ဘယ်တော့မှတတ်လို့မရဘူးပြိုကျမှာပဲအဲ့တော့အဲ့ဒါတွေကိုအချိန်များများယူပြီးတော့ကြိုးစားအထောက်ကြရမှာကဲအခုရှင်းပြတာတွေနားလည်လောက်ပါပြီသမထလုပ်မယ်ဆိုရင်လည်းသမထပြီးပြင်းပြင်းဖြစ်အောင်လုပ်ရမယ်ဝိပဿနာလုပ်တယ်ဆိုရင်လည်းဝိပဿနာပြီးပြင်းပြင်းဖြစ်အောင်လုပ်ရမယ်ကမ္မထထိုင်းနေတိုင်းဒီတရားတွေဖြစ်နေတာမဟုတ်ဘူးကိုယ်တိုင်ကိုစူးစမ်းပြီးကိုယ်ရင်ထဲမှာဘာတွေဖြစ်နေတယ်ဆိုတော့ကိုယ်အသိဆုံးပဲသူများမသိဘူးဒါမှမဟုတ်ကိုယ်သိသူများကိုလိန်နာညတာတယ်ကိုယ့်ကိုလိန်နာညတာမဖြစ်စေဘူးကိုယ့်ရင်ထဲမှာဝီရိယတွေတိုးတက်လာလားတတိတွေတိုးတက်လာသလားတမာတိတွေတိုးတက်လာသလားပညာတွေဖြစ်လာသလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ဆုံးဖြတ်ချက်ချဘသူပြောလို့မှမယုံနေနဲ့တရားဆိုတာနော်လမ်းကြောင်းပဲပေးတာဖြစ်တယ်အေးဒါကြောင့်မို့သစ္စာပြဟောကြားတဲ့တရားဓမ္မကိုအခွင့်အခါကြုံကြိုက်တဲ့အချိန်မှာမှန်ကန်တဲ့လမ်းကြောင်းကနေတို့တွေစ조사အထောက်ကြမယ်လို့ကိုယ်စီစိတ်ထားပြီးတော့တရားဓမ္မကိုဆက်လက်ကျင့်သုံးပွားများအထောက်နိုင်ကြပါစေကုန်သတည်း